လည်းမင်္ဂလာပါကျွန်တော်ဒီနေ့ပါစာရင်းစီပြီးတော့ဗရေရောတွေတားယူမှာဖြစ်ပါလေတစ်စကုတ်ခုံးမယ်ရပြီဒီ PPKV 90ကျပ်တန်လေးယူမယ်နော်ခဲရီမမြင်အောင်တောင်းမယ်ရပြီ PPKV ခိုင်တော့ PPKV ရပြီ My busy, my side. အကွေးမြင်ရမယ်ထင်တာပဲ Gola, see? အကွေးမြင်ရမယ်ထင်တာပဲကျန်းနေမြင်မယ် speed တွေမြင်မယ်ကျန်းမြင်မယ် speed မြင်မယ်ရပြီတောင်းမယ်လက်စောက်ကိုဟာငါတော်သေးပြကြမယ်ထင်လား Really tiny. ငါဘာပါကြီးလဲဟာအဘယ်ရလားဟဲ့ဘယ်ရမဟုတ်ဘူးတပါကြီးလေ OP တဲ့ဘာ OP လဲလို့ကွာ Being in old yellow. ဘာရင်ကောင်းမလဲရှေ့ဆက်သွားမယ်ကွာ The whole lamb. ရမယ်ထင်တာပဲတောင်းမယ်ရမယ်ထင်တာပဲ Just here. Tinyani, me who take ရမယ်ထင်တယ် I be bagua, I be. ခါလေးပေါ့နော်ဒါကတော့3မိနစ်လောက်ထပ်စောရည်လေကျွန်တော်ရဲ့အခြေအနေပေါ့နော် အဲ့ဒီကောင်ကပတ်စံလို့ရှိပေါ့ ပတ်စံနေယူမယ်ပတ်စံကတော့2000ကျော်လောက်ဆိုသွားပြီပေါ့နော်ပြီးရင်အကိုကြီးတော့မြင်မယ်2000ကျော်ဆိုသွားပြီ2000ကျော်ကျွန်တော်ရင်းတော့ရတယ် ဥပပေါက်လဲမှာ စပင်းမြင်မယ်ဂျမ်းမြင်မယ်စပင်းမြင်မယ်ဂျမ်းမြင် မင်းကတော့ဥပပေါက်တော့မကျက်ဝက်ဥပပေါက် ပတ်စံနေကောင်းမယ်ပတ်စံနေကောင်းမယ်ပေါ့နော် ဝက်ကအကောင်လိုက်မူနေဦးစား ပြီးရင်အကိုကြီးထမ်းမြင်မယ် မရှိရင်ဒန်ရပြီတောင်းမယ်ဟာနီဘ န ယ် ည်း လို တော့ လဲ မြင်သွားပြီပေါ့နော်နည်းတော့မြင်သွားပြီတိတ်ဝမ်းခုံးရတော့လို့တိတ်တူကတော့အေးပါ ဟာနီဘယ်လိုလဲ တိတ်ထူးကတော့အေးပါတိတ်ပြီး ငါမ မရဘူးတင်နဲ့ချင်းတဲ့အတိုင်းပဲမရဘူးတိတ်ဝမ်းတော့ခုံးရမလို့ အေးအဲ့ဒီကငါမပြောမှကြည့်တာ တော့မလက်စကိုဟာရှော့ဗီဒီယိုလေးရှင်နေလို့ဖြတ်ထားရပေါ့နော် ဘိုင်း တောင်းမယ်ဒီရပြီကိုဒါတော့ကျွန်တော်နောက်တစ်ခုထည့်ရတာတယ်ဗျကျွန်တော်အိမ်မှာကျွန်တော်အိမ်နေမထည့်လိုက်ရဘူးထင်တာ အဲ့ ပဲ ဒီဘယ်လိုလဲလား ဟုတ်တယ်မထည့်လိုက်ရဘူးထင်တာပဲကျွန်တော်ဒီရွှေရောင်ယူတော့မထည့်လိုက်ရဘူးထည့်တယ်ဗျထည့်ဒါရတာကြားရနေတောင်းမယ် ဘိုင်းလေ ဒါအိမ်ရတော့မမြင်တော့ပါဘူးအေးစေပါ ငါကောင်းနဲ့ဖေမရနဲ့တော့ပြောဦးပါ တောင်းမယ် ငါကောင်းနဲ့ဖေမရနဲ့တော့ပြောဦးပါတင်းနဲ့ပို့တွေ့ရတယ်မသိ ရီဘန်ကတော့မလုပ်သေးဘူးပေါ့နော်ရီဘန်လုပ်လို့ရပါတယ်တောင်းမယ်ရင်သွားမယ်မလုပ်သေးဘူးရင်သွားမယ် ဗီဒီယိုလည်းမရိုက်နဲ့ မလုပ်သေးဘူးရင်သွားမယ်သွားပြီရှော့သွားပြီ ဗီဒီယိုလည်းမရိုက်နဲ့ဒီပဲအတော့ပြောပါမယ် သွားမယ်ဟာရှော့ပြီဗျာထပ်တောင်းမယ်ရမယ် ထိုးရတော့မင်းမနဲ့လည်းပြောပါကြ ရပြီ မင်းမလည်းငါတော့ပြော ရ ဟုတ်တော့ဟုတ် ရပြီပေါ့နော်ထပ်သွားမယ်ဒီတခါဘာယူရင်ကောင်းမလဲဘာယူကောင်းလားတရားမနာခိုင်တော့နဲ့ဒီတရားလေးလိုက်တော့ဒီဗီဒီယိုလေးကတော့ပါပဲဘိုင်ဘိုင်